Hello မင်္ဂလာပါရှင်ကျွန်တော်တို့လူသားတွေအနေနဲ့ကြားမမရွေးပေါ့နော်အသက်အရွယ်တစ်ဖြည်းဖြည်းကြီးပိုင်းကိုရောက်လာပြီဆိုတာနဲ့40ကျော်50ပေါ့နော်60နော်ဒီလိုအရွယ်ပိုင်းကိုရောက်လာပြီဆိုတာနဲ့ခန္ဓာကိုယ်ကကြော်သားတွေအားနေလာတယ်ပေါ့နော်အာယုံကြောစနစ်တွေချိုးယွင်းလာတယ်နော်ဒါအပြင်ဥလန်းချောင်းရဲ့ဥတွေရဲ့လှုပ်ရှားမှုကလည်းနေကွေးလာတယ်ပြီးတော့အဆိုင်နဲ့ဥလန်းချောင်းမှာရေဓာတ်တွေဆုံးရှုံးလာတယ်နော်ကျွန်တော်တို့ကဝမ်းသွားခြင်းကိုဖြစ်ဖို့အတွက်အဆိုင်ဥလန်းချောင်းကရေဓာတ်ပြေဝနေဖို့လိုအပ်ပါတယ်ရှင်လူကြီးအနေနဲ့အစားအသောက်တွေလည်းရွေးပြီးတော့စားတော့လာတယ်ပေါ့နော်အသီးအနှံဆိုမစားချင်တာပေါ့နော်ဒီလိုမျိုးလေးတွေရှိတတ်တယ်ပြီးရင်ရေတောက်လည်းနဲတတ်တယ်ပေါ့နော်လူကြီးတွေကဒီလိုအကြောင်းအမျိုးမျိုးကြောင့်မို့လို့ပေါ့နော်ဝမ်းချုပ်တာလေးတွေဖြစ်လာပြီပေါ့နော်ဖြစ်တတ်တဲ့ဝမ်းက2ရက်3ရက်နေမှသွားတာပြီးရင်အာယုံကြောစနစ်အားနည်းလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအစာဟောင်းအိမ်ထဲမှာပေါ့နော်အစာလေးပြည့်နေပြီးခန္ဓာကိုယ်ပြင်ပကိုဆွန့်ထုတ်ဖို့အတွက်စောက်ဝါးကိုချောက်ဖို့အတွက်ကတော့အုံနောက်ကအလံပေးတာပဲဖြစ်ပါတယ်ရှင်ပေါ့နော်အဲကြောင့်မို့လို့သူတို့ကဘိုက်ကြီးမှာပြည့်တင်းနေတယ်ခံစားရတယ်ဆိုရင်တော့အုံနောက်ကသတိပေးချက်မပေးတဲ့အတွက်ပေါ့နော်အာယုံကြောစနစ်ရောကြလာတာဖြစ်တဲ့အတွက်ဝမ်းမသွားတာဗိုက်ကြီးကဲနေတာဒီလိုတွေခံစားရတတ်တယ်ပေါ့နော်ပြီးရင်စောက်ဝါးမှာရှိတဲ့ကြွက်သားတွေလည်းရောတွဲလာတယ်ဟောဒီလိုအချိန်မှာပေါ့နော်ဝမ်းကသွားချင်မှမသိမသွားချင်မှမသိနဲ့ဝမ်းတွေထွက်ကြတာဒါလူကြီးတွေမှာဖြစ်လေဖြစ်တာရှိတဲ့အရာတွေပဲဖြစ်ပါတယ်ရှင်။အားကြောင့်မို့လို့ဝမ်းကိုမှန်ကန်စွာသွားဖို့အတွက်ပေါ့နော်လွယ်ကူစွာသွားဖို့အတွက်လူကြီးအနေနဲ့ပေါ့နော်အစားအသောက်အသည့်အနှံလေးတွေကိုရွေးချယ်ပြီးတော့စားသုံးပေးဖို့လိုအပ်ပါတယ်ရှင်။ပြီးရင်ဒီတော်လေးတွေလည်းပြုလုပ်ပေးဖို့လိုအပ်ပါတယ်ရှင်။လူကြီးတွေအနေနဲ့ကော်ဖီမကြိုက်တဲ့သူတွေရှိရပေါ့နော်။ဖြော်ရည်ကတော့အားလုံးတောက်သုံးတတ်တယ်ပေါ့နော်။ဖြော်ရည်လေးတောက်သုံးပေးလို့ရပါတယ်ရှင်။ကော်ဖီကြိုက်တဲ့သူတွေလည်းကော်ဖီတောက်သုံးလို့ရပါတယ်ရှင်။ကော်ဖီလေးကလည်းရင်တုံခြင်းမရှိဘူးမူးဝေခြင်းမရှိပါဘူးနော်။ဖြော်ရည်လေးကလည်းအသည့်အနှံလေးနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာတောက်သုံးလို့ရပါတယ်ရှင်။နှမျိုးစလုံးဟာတကြားလုံးကမပါဝင်ပါဘူးနော်။စိတ်ချပြီးတော့တောက်သုံးလို့ရပါတယ်ရှင်။အစိတ်အတောက်တွေတင်းစင်ဖို့ခန္ဓာကိုယ်ကဥလန်းချောင်းစနစ်တွေကောင်းမွန်စေဖို့အတွက်ဒီတော်လေးတွေပြုလုပ်ကြပါရှင်။အသက်အရွယ်မရွေးပါရှင်။အားလုံးပဲကျန်းမာကြပါစေရှင်။